အားလုံးပဲမင်္ဂလာပါအောင်မင်္ဂလာ audio book channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအတွက်ဒီနေ့မှာကျမတို့ရဲ့ channel ကတော့စာရေးသူကန်ချုံရေးသားထားတဲ့အပြိုစင်တို့တီးဖို့ယောက်ျားတို့အကြောင်း3ရဲ့အပိုင်းလေးကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တခါတလေမှာကဘာမြေကြီးရဲ့ဆွဲငင်အားအကြောင်းကိုသာစဉ်းစားနေကြလို့ကဘာမြေကြီးရဲ့တွန်းကန်အားအကြောင်းမိနေတတ်တယ်အလွန်မှာကြောတဲ့ကြောက်စွရိကုန်းမြေမှာပေါက်လာတဲ့မျက်ပင်လေးကိုစိတ်ဝင်စားကြည့်စမ်းပါမာကျော်တဲ့ကြောက်စီရမြေကိုထိုးပေါက်ထွက်လာတဲ့မျက်ပင်လေးဟာလက်မလက်ညှိုးနဲ့ညက်ပြီးပုတ်ချေလိုက်ရုံနဲ့အရေးဖြစ်သွားလာအောင်နှုတ်ပါအဲ့လိုနှုတ်တဲ့မျက်ပင်ရဲ့အညွန့်လေးဟာမာကျော်တဲ့ကြောက်စီရမြေသားကိုဘလို့ထိုးပေါက်ထွက်လာတယ်ဆိုတာမျိုးလဲစဉ်းစားတင်တာပေါ့ဒါအဖြစ်အတွက်ပုတ်စာရှာကြည့်ရဲ့သဘောပဲငါတူမမြောင်ဏီကုန်းချုပ်ပြောရရင်တော့ဒီခန်းကိုဖက်ပြရနဲ့စဉ်းစားတွေးခေါ်ပြီးမှဆုံးဖြတ်တဲ့အလေးကျင့်ရသွားမယ်ဆိုရင်အတက်နိုင်ဆုံးအမှားနည်းသွားပါလိမ့်မယ်လူဆိုတာအမြဲမမှန်နိုင်ပေမဲ့လူဆိုတာအမြဲမှားဖို့တော့လိုတာပေါ့လေးလေးတို့ဟာအကောင်လွှတ်ပစ်ပြီးအနှစ်ကိုတတ်မိုးထားခဲ့ကြရင်တတန်းတစ်လျှောက်လုံးဆိုပါစို့အသုံးတဲတာကလည်းအနှစ်ကိုလေးလေးတို့ကစပားကိုအခွန်ချွတ်ပြီးစံကိုစားခဲ့ကြရင်ကျုံအခွန်ကိုလွှတ်ပစ်ပြီးအနှစ်ကိုစားခဲ့ကြရင်ငပြောသည်စားမလားလိမ္မော်သည်စားမလားဒီလိုပါပဲအခွန်ကိုဖယ်ပြီးအသားကိုယူခဲ့ကြတာဒီတော့စိတ်ထဲမှာအကားဆိုတာဘာမှတန်ဖိုးမရှိဘူးအနှစ်ကသာအဓိကကြတယ်လို့ဆွဲနေရောအဲ့ဒီအဆွဲကြီးကအယူဆတစ်ခုလိုဖြစ်သွားတယ်ဆိုပါတော့အယူဆတစ်ခုမှားလိုက်ရင်အလွန်ကြောက်စရာကောင်းတဲ့အကျိုးဆက်တွေဖြစ်ကုန်တာကွလီလီရဲ့ကိုယ်တွေဖြစ်ရတစ်ခုပြောပြခြင်းနဲ့လီလီတို့အသက်20ဝန်းကျင်ကခေါင်းလောက်ပေါင်းမီနဲ့ဆန်ရှီဟာခက်စားလာခဲ့တဲ့အချိန်မို့ရှီရောင်စုံတွေပတိစီရောင်စုံတွေဆွဲပြီးလက်ကောက်လဲဝစ်လိုက်သေးရဲ့မိန်းကလေးတွေမဟုတ်ဘူးယောက်ျားလေးတွေအဲ့ဒီအချိန်မှာလီလီကကာတွန်းရေးတဲ့စောင်းမရေးတဲ့အလုပ်ကိုလုပ်နေပြီးဟန်တာရီဂျေးမုံပိုးတထောင်စတဲ့သတင်းစာတွေအိုးဝေရှူထောက်သတင်းကြနဲ့မိုးဝေသပင်စတဲ့မဂ္ဂဇင်းတွေအဲ့ဒီတော့ကဆန်ရှည်နဲ့ခေါင်းလောက်ပေါင်းမီဆိုတာလမ်းတရဲရဲ့တင်ငေတာလိုဖြစ်နေရလီလီတို့ကာတွန်းရေးရင်လဲလမ်းတရဲပုံစုံအဲ့ဒါလိုပဲရေးကြတာအဲ့ဒါလိုရင်ဘလို့ဖြစ်လာတယ်လဲဆိုတော့လမ်းတရဲအမူအကျင့်တွေကိုမကြိုက်ပေမဲ့အဲ့ဒီဝတ်စားစီရင်မှုကိုတော့ကြိုက်မိလာတယ်။ဒီအစီကြောင့်တချို့တကွေရဲ့အပြောင်းလဲကိုလီလီကလည်းလူငယ်ပဲမဟုတ်လား။ဆန်ရှီကိုစိုးသွမ်းမှုတင်နေတာလို့မမြင်တော့ဖက်ရှင်တစ်ခုလိုပဲမြင်လာတယ်။စပင်းရှိတူတူလုံးဝမပါပဲနေစိုးကျင်တဲ့လူကစိုးမှာပဲပေါ့။စိုးသွမ်းတာနဲ့စပင်းရှိကမဆိုင်ပေါ့။စိုးသွမ်းလို့ဆိုကရုံရိတ်ခံရတဲ့လူငယ်တွေဆက်ဆိုးနေရပြီလို့တရက်ကွက်လုံးစိတ်ဆင်းရဲအောင်လုပ်နေတဲ့တမလူကြီးဟာဆန်ရှီမဟုတ်ဘူး။အများအောင်စိတ်နှောက်ယှက်ပြအောင်လုပ်ရင်ဆန်ရှည်တူတူလက်မခံသင့်ဘူးအဲ့ဒါလိုပဲအများအောင်စိတ်ဆင်းရဲအောင်မလုပ်ရင်ဆန်ရှည်တူတူမဆက်ကြဘူးသပင်ရှည်ချင်းတူချင်းဟာအာကာသဖြစ်တယ်အပေါ်ယံကိစ္စဖြစ်တယ်အသိဉာဏ်အမှုအကျင့်သာအနှစ်သာရဖြစ်တယ်ဆိုပြီးထင်လာရာကနေအယူဆတရလို့ယုံကြည်လာမိရဲ့အဲ့လိုယုံကြည်လာရာကနေဘလို့ထိဖြစ်လာသလဲဆိုရင်ကျွန်တော်တို့ဟာအကာနဲ့အနှစ်ကိုခွဲပြီးမြင်ကြဖို့လိုပါပြီအကာအဓိကကြသလားအနှစ်ကအဓိကကြသလားဘသူမှကျုပ်ကိုအနှစ်လွတ်ပစ်ပြီးအကာကြော်စားနေကြတာမဟုတ်ပါဘူးဒီလိုပါပဲသပင်းဆိုတာအကာပါအသိဉာဏ်အတွေးခေါ်ရေးစူဆောင်ထိမ့်သိမ်းထားတဲ့အုံနောက်ကသာအနှစ်ဖြစ်ပါဒါကြောင့်သပင်းရှိချင်းတူချင်းဟာအဓိကမကြပါဘူးအသိဉာဏ်ရှိဖို့သာအဓိကကြပါအကာကိစ္စတွေကိုအလောက်ကြီးတစ်ခုလောက်ပြီးပြောမနေသင့်ပါဘူးတန်မိုးရှိရဲ့အချိန်တွေနှမျောဖို့ကောင်းပါတယ်ဆိုရင်အပြောမျိုးတွေတောင်စာပေဟောပြောပဲစင်မြင့်ကနေပြောမိရဲ့အထိဖြစ်လာရောအဲ့လိုတွေပြောမိလာတော့ဘသူနဲ့ကြုံရတယ်လဲဆိုရင်ခုကွယ်လွန်သွားပြီဖြစ်တဲ့ဆရာကြီးဦးစန်းထွန်းမန်းတက္ကသိုလ်နဲ့အတူစာပေဟောပြောပွဲတွေမှာကြုံရတယ်။တစ်ခါနှစ်ခါသုံးခါဆိုသလိုခရီးအတူသွားပြီးတော့စာပေဟောပြောပွဲရအပြန်မှာဆရာကြီးကကိုကန်ချွန်လေးကိုဆရာကြီးတခုမေးကြလို့မေးပါဆရာကြီးကိုကန်ချွန်လေးပြောပြနေရဲ့အကာနဲ့အနှစ်ပြဿနာမှာကိုကန်ချွန်လေးကအနှစ်ကသာအဓိကအကာအဓိကမကြောက်လို့ဆိုလိုပါနော်။ဟုတ်ပါရဲ့ဆရာကြီးကျုံအကာဟာအတုံးမကြောက်လိမ္မော်သည့်ခွန်လွတ်ပြရပဲထမင်းစားလို့စပတ်ခွန်ပါလာတော့ကောက်ပြရပဲထမင်းဟာဆန်ကိုချက်လို့ကြတာပေမဲ့ဆန်ဟာစပားအခွန်ချွတ်ထားတာဖြစ်ပေမဲ့ဆန်ကသာအဓိကကြတာပါစပားခွန်ကအဓိကမကြပါအရေးမပါပါအနှစ်သာရတွေကသာအတုံးကြတယ်အရေးပါတယ်အဓိကကြတယ်အနှစ်သာရကိုပဲအဓိကကြည့်ရမယ်အဲ့ဒါလို့ပြောသွားရင်နော်ဟုတ်ပါရဲ့ဆရာကြီးကဲကိုကန်ချွန်လေးကိုမေးရမယ်အခွန်ချွတ်ထားတဲ့ဆန်တွေအပြင်ပြန်ဆိုင်ချင်ရအောင်မလားစပတ်ခွန်ကြီးကအရေးမပါဘူးဆိုလို့မေးရပါဆရာကြီးကအဲ့ဒါလိုမေးလိုက်တော့လီလီပါပြန်ဖြစ်ရမှမသိဘူးဖြစ်သွားတယ်
မိုးမိထားတဲ့လင်းတာဆက်ပေါ်အရိုက်ခံရသလိုငေါစင်းစင်းနဲ့ပေါ့အကာဟာအဓိကမကြောက်ဆိုပြီးငါပြောသည့်ကိုအခွန်နွားပြီးရောင်းကြည့်ပါလားဘယ်နဲ့ရထားလို့ရမလဲစားမဲ့လူကရောအနှစ်ကြီးပဲရောင်းတာဆိုပြီးဝဲပါမလားဆရာအဲ့ဒါလိုမေးလိုက်တော့မှလေးလေးဟာကို့အမားကိုမြင်သွားတယ်ကွအကာနဲ့အနှစ်ပြဿနာမှာလေးလေးကအမှန်တရားကိုရှာဖွေရမဟုတ်ပဲကိုလိုရာဆွဲတွေးပြီးကိုဖြစ်စေချင်တာတွေအတွက်ဟုတ်တရားရောင်ရှိရဲ့အကိုကားတွေကိုသာရှာဖွေပြောဆိုနေခဲ့မိပါလားလို့အသိဝင်သွားတယ်ဆရာကြီးကမှတ်ထားကွအကာမရှိပဲအနှစ်မတည်နိုင်ဘူးလို့ဆက်ပြောတယ်လေးလေးရဲ့အတွေးခေါ်အယူအဆအမှားတစ်ခုကိုဆရာကြီးဟာတိမ်တိမ်မွမွေလေးပြုတ်ပြင်ပေးလိုက်တာပဲလေးလေးဟာအဲ့ဒီကလေးကအကာကိစ္စတွေကိုအလေးနဲ့ထားတက်လိုက်ငါတူမများလေးလေးသတိပေးခြင်းနဲ့လေးလေးရဲ့သတိပေးစကားလက်ခံဖို့တင်မသိဆုံးဖြတ်လို့ရအောင်လေးလေးရဲ့ကိုတွေ့တခုအရင်ပြောပြလိုက်တာပါငယ်တဲ့အရွယ်မှာအဓိကတွေ့ရမှာကဝိစားစင်ရင်မှုပြဿနာပဲကိုဝိချင်နေခြင်းတဲ့ပုံစံနဲ့လူကြီးတွေအကြိုက်ဖြစ်စေချင်တာတွေမှာကွဲလဲတက်တာတွေရှိတယ်လူတစ်ယောက်ရဲ့ဝိစားစင်ရင်မှုဟာအဲ့ဒီလူရဲ့အတိညာထိမ့်သိမ်းထားတဲ့အကပဲကိုလုံးရမယ့်အလုပ်ကိုနေရမယ့်ပတ်ဝန်းကျင်နဲ့အဝင်ခွင်ကြဖြစ်အောင်ဝိစားစင်ရင်တက်ဖို့လိုတယ်အချိန်ခါနဲ့အချိန်တွေကိုသိရမယ်တကယ်အသိဉာဏ်ရှိလာပြီဆိုရင်နေရာဒေသအချိန်ကအချိန်နေနဲ့လိုက်ရောညီတွေဖြစ်အောင်ဝတ်တက်ပိုင်အဲ့ဒါလိုမဝတ်တက်ဘူးဆိုရင်သူ့မှာအသိဉာဏ်မရှိလို့ပဲငါတို့မှများစဉ်းစားကြည့်ပါဒီခီဒီထီးနဲ့တော်ရဲ့ဒီလန်းဒီပန်းနဲ့တင်ရဲဆိုတဲ့ရှေ့စကားဟာဝိစားစင်ရင်မှုရဲ့နေရာဒေသအချိန်ခါအချိန်တွေကိုရွေးချယ်ဖို့သတိပေးထားတဲ့စကားပဲအသိဉာဏ်အတွေးခေါ်အနှစ်သာရရဲ့အကာဟာဝိစားစင်ရင်မှုပဲမရှိရထက်မသိရခက်တဲ့သိအောင်ဘယ်လိုလုပ်ရမလဲဆိုရင်စာဖမ်းလို့ပဲလွယ်လွယ်ပြောကြတာပေါ့အဲ့ဒီကမှဘဝအတွက်အသိပေးရထက်အလားအတွက်အသိပေးရတွေပဲများနေရဲ့ညခုံးမွေးဘလို့ဆွေးနှကန်းဤပဲနေဆိုဒီအပေါ်ဝိအင်ကြီးမျိုးက3000ဘဲဆိုင်မှရရင်ဟိုဖက်နဲ့မျိုးက4000အဲ့ဒါလေးလဲလှရပဲဆိုရဲအသိမျိုးတွေပေးရပဲများပါတယ်ဒီတော့ငါတို့မှများအတွက်အလားနဲ့ပတ်သက်တဲ့အသိကိုလေးလေးရေးမပြတော့ရေးပြရရင်လေငါတူမများလေးလေးကိုမာမီချုံလို့ထင်အောင်မယ်ငါတူမများအတွက်ဘဝနဲ့ပတ်သက်တဲ့အသည့်ပဲရေးပြပါအောင်မယ်ဘဝနဲ့ပတ်သက်တဲ့အသည့်ကိုဘဝနဲ့ရင်းနှီးယူခဲ့တာတွေရှိတယ်တခါတလေမှာ3-4နှစ်နေမှအသည့်လေးတစ်ခုပဲရတတ်တယ်အဲ့ဒီအသည့်မျိုးကတသက်တာတန်မိုးမဖြစ်နိုင်တဲ့အသည့်မျိုးဖြစ်သွားရောလေးလေးမှာဘဝနဲ့ရင်းနှီးပြီးသိလိုက်ရတာမျိုးငါတူမများမှာသိချင်မှသိမယ်ဘာလို့လဲဆိုတော့လေးလေးရဲ့ဘဝနဲ့ငါတူမများရဲ့ဘဝကတူချင်မှတူမကိုတခါတလေတော့လေသူများတယောက်ယောက်ဘဝနဲ့ရင်းနှီးယူလိုက်ရအဖြစ်အပျက်ကိုကိုကမရင်းနှီးရပဲအချောင်သိလိုက်ရတာမျိုးလည်းရှိတတ်တယ်။မြင်တတ်ရင်ပေါ့တခါတလေတော့အခြားစာရေးဆရာတအူအူရေးပြထားတဲ့သူ့ရဲ့အသည့်ကိုကိုကဖတ်ကြည့်ပြီးတထိုင်နဲ့အလုပ်ရတတ်တာမျိုးလည်းရှိတယ်။စာလေးကပေးရဲ့အသည့်ကိုတော့ယူတတ်မှစာအုပ်ဖတ်သွားပြီးစာအုပ်တရားအသည့်စာအုပ်ထဲပြန်ထားခဲ့တော့မျက်စိညောင်းတာပဲအဖက်တင်မယ်။ငါတို့မှများမျက်စိညောင်းတာပဲအဖက်တင်နေဆိုတဲ့အဖြစ်မျိုးတော့မရောက်ပါစေနဲ့လေးလေးဘွားနဲ့ရင်းနှီးပြီးတီးခဲ့ရတာတွေကတခုကိုပြောပြခြင်းနဲ့လေးလေးကာတွန်းရေးသက်3-4နှစ်လောက်အရမှာပေါ့80ခုနှစ်ဝန်းကျင်ရထင်ပါရဲ့ဟန်တာဝရီသတင်းစာမှာလေးလေးရဲ့ကာတွန်းတွေစောင်းမတွေပါလာတိုင်းစာဖတ်သူတွေကကောင်းနေကွာလို့ပြောနေရဲ့ချိန်ကောင်းနေကွာဆိုတဲ့အသံတွေကလေးလေးရဲ့နာမည်မှာလေးလေးရဲ့နားစီမှာအင်ပါယာကဒရမာဝေထုံလက်စွမ်းပြနေတယ်လို့ထိရိုက်နေရအဲ့ဒီတော့ကအောက်ခြေလွတ်တယ်ဆိုတဲ့စကားဟာတင်စားတာမဟုတ်ပေါ့ကွာကိုအထင်ကြီးနေတိုင်းဘဝင်မြင့်နေတိုင်းမြေကြီးနဲ့ခြေတော့တကယ်လွတ်ရမယ်ဆိုရင်လေးလေးမိုးပြန်နေမှသိချင်အဲ့ဒီတော့ကလူကသာမိုးမပြန်တာစိတ်ကတော့တိမ်ကက်နေရအမှန်လေးလေးရဲ့ဘဝင်လေးဟပ်ပြီးတိမ်ကက်နေတဲ့စိတ်ကိုပြုတ်ကျလာလှုပ်ပြီးခဲ့သူကဆရာကြီးဦးဆန်ထွန်းမယ်တရက်မှာလေးလေးသတင်းစာတိုက်ကိုကတ်တွန်းသွားပို့ရင်ဆရာကြီးနဲ့ဆုံမိရဲ့ဆရာကြီးကသတင်းထောက်စပွဲမှာထိုင်နေရလေးလေးကိုမြင်တော့လက်ရက်ခေါ်ပြီးကျုပ်ကိုကန်ချွန်လေးနဲ့ဆုံတာအဆင်ပြေသွားတယ်ဆရာကြီးဘာခိုင်းစရာရှိလို့လဲခိုင်းစရာမရှိပါဘူးကိုကန်ချွန်လေးကိုစကားနည်းနည်းပြောစရာရှိလို့ပါဒီတော့ဘေးနောက်ပြရတာပေါ့ဆရာကြီးကစကားမပြောခင်သူ့ကောင်းသူလက်နဲ့ပုတ်လိုက်သေးတယ်အဲ့ဒါဆရာကြီးရဲ့အကျင့်ပဲပြီးတော့မှထုံးဖို့ရောက်ဘူးတယ်မဟုတ်လားဟုတ်ကဲ့သွားရင်လာရင်တော့ဖြတ်သွားပူပါတယ်ဖြတ်သွားတဲ့လမ်းဘေးမှာထိုးထောင်နဲ့ကြောက်တုံးကြီးတွေကိုသတိထားမိရဲ့လားဟုတ်ကဲ့ထားမိပါအဲ့ဒီမှာဘာတွေလုပ်နေလဲတွေ့သလားမိုင်းနဲ့ခွဲပြီးကြောက်တွေထုတ်လုပ်နေရပဲရှိတယ်ဟုတ်တယ်ဆရာကြီးကခက်ပြုံးနဲ့ခေါင်းကိုပုံရင်လေးလေးကိုကြည့်နေရဲ့ပြီးတော့မှအဲ့ဒီကြောက်တွေဘယ်မှာတုံးတယ်လဲကိုခန့်ချွန်လေ
လမ်းခင်းတာပဲဆရာကြီးအဲ့ဒါသင်ခန်းစာပဲဗျထောင်လို့ရင်ခြေနှေးဘက်ဖြစ်သွားတတ်တယ်ဆရာကြီးရဲ့စကားလေးစုံရောလေးလေးခဏကိုယ်တွေကသွေးလေပတ်မှုနှောင်းဟာပြောင်းသွားပုံရိုက်ပြန်ကနေကြက်သီးတွေထသွားမိရင်လေးလေးရဲ့တိမ်ကက်တည်းရဲ့စိတ်ဟာပြုတ်ကြတာမှရိုးရိုးပြုတ်ကြမဟုတ်ဘူးစောင့်ဆွဲချတာခံလိုက်ရတယ်လို့ပါပဲအနေအထိုင်အပြောဆိုထောင်လုံးမိရငါမှားပြီဆိုတဲ့အသည့်ဟာအုံနောက်ရဲ့သွေးကြောတွေတဲ့အထိစိတ်ဝင်သွားတာတထိုင်ထဲမှာနောင်တရပြီးဆရာကြီးကိုမျက်နှာငင်နဲ့ပြန်ကြည့်မိရင်အဲ့တော့ဆရာကြီးကကိုကန့်ကျွန်းလေးမိုးကုတ်ကိုရောရောက်ဘူးသလားမရောက်ဘူးဆရာကြီးရောက်တဲ့အခါကြောက်တွင်းတွေလေးလာကြည့်စမ်းပါတချို့ကြောက်တွင်းတွေဟာပင်နေရ300နှက်တယ်အောက်ရောက်မှဘေးကိုလှိုင်ကောင်းဖောက်ဝင်သွားတဲ့တွင်းတွေလည်းရှိတယ်တူရင်တွင်းပြုတ်လို့အသက်ဆုံးရှုံးရတဲ့လူတွေအောင်ရှိတယ်သူတို့စီကတော့တွင်းလေတယ်ခေါ်တယ်ဘာလို့အသက်နဲ့ရင်းပြီးတူးနေကြရလဲဆိုရင်ဗရံများလိုချင်လို့ကိုကန့်ကျွန်းလေးတိတိကျကျနားထောင်တော့ဗရံများဆိုတာတန်မိုးရှိတယ်တန်မိုးရှိရဲ့ကြောက်ကိုတော့မြေအောက်ဘလောက်ရောက်နေလူတွေကရှောက်ပေးတူးပေါ်ပြီးကလပ်ပေါ်တင်းကြတာပဲလူဆိုတာကိုတန်မိုးရှိအောင်ပဲစူးစားအလိုလိုကလပ်ပေါ်ရောက်သွားမှာပါထောင်လုံနေဖို့မလိုပါဘူးတဲ့အဲဒီစကားတွေဟာလေးလေးအတွက်တသက်တာအတိတွေပဲလောကကြီးမှာဘလို့နေထိုင်သင့်နေဘလို့မနေသင့်မို့ဆိုတဲ့အတိကို3-4နှစ်ထောင်လုံမိပြီးမှရလိုက်တာပါလမ်းခင်းမခံရကန့်ကောင်းလို့ကဲလေးလေးရဲ့ဘဝဘေးအတိကိုငါတူမများအတွက်လက်ဆင့်ကမ်းလိုက်ပြီးအနေထိုင်တက်ကြပါစေစူးစားဖြစ်ကြပါစေတိုးတက်ကြပါစေလေးလေးခုရေးပြခဲ့ရတွေကတည်တင်တာတွေတည်းကတည်တင်သမျှတွေပါနောက်ထပ်တည်တင်တာတွေအများကြီးကြံပါသေးရဲ့လေးလေးရေးပြတာတွေထက်မြင့်နာတွေရောနှိမ့်နာတွေရောရှိပါသေးရဲ့ပရိသတ်အားလုံးအတွက်တင့်ရောအံဝင်မဲ့ထင်တဲ့အချက်လက်တွေကိုသာရေးပြလိုက်တာပါခုရေးပြသလောက်ကိုပဲတကယ်လိုက်နိုင်ကျင့်သုံးမယ်ဆိုရင်ငါတူမများဘဝတိုးတက်မှသိချပါတယ်မိန်းကလေးတယောက်ဘဝလုံခြုံတိုးတက်ဖို့အတွက်ယောက်ျားတွေကြောင့်သိဖို့လိုသလိုယောက်ျားတွေရဲ့လေးစားခြင်းခံရတဲ့မိန်းကလေးဖြစ်ဖို့လည်းလိုပါတယ်ဒါကြောင့်တည်တင်သမျှတွေရေးပြလိုက်ရတာပါမိဘမောင်အကိုအမဦးလေးတွေစောက်ရှောက်တာထက်ကိုစောက်ရှောက်တာအလုံးကျုံဆုံးပါပဲအဲ့ဒီလိုစောက်ရှောက်ဖို့အတွက်အသိဉာဏ်ရှိရပါမယ်တင်ဤမသိဤမှားဤမှန်ဤဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရပါမယ်ခုလေးလေးရေးပြပြီးတလောက်ကိုဖတ်ပြီးအတိုင်းတာတစ်ခုတည်းရောအတိတိုးသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ကဲနောက်တစ်ခါဆက်ဖတ်လိုက်ကြပါအောင်အပြိုစင်တို့အနေနဲ့အိုမသိရမယ်ယောက်ျားတွေအကြောင်းကိုမအိုခင်ကလေးကကြိုးတိထားရမကောင်းလားရှောင်းတင်တာရှောင်းလို့ရမယ်တိမ့်တင်တာတိမ့်လို့ရမယ်ตายရတဲ့အိမ်နာစုတစုတိဆောက်ဖို့အတွက်အချက်အလက်တိုးတာပေါ့အိုပြီးသားအမျိုးသမီးတွေအတွက်တော့အချိန်မီတားတင်တာရှိတားလို့ရပေါ့စင်ကျင်တင်တာရှိစင်ကျင်လို့ရတာပေါ့အသက်တရားမနေရအမှုတရားတွေ့ရဆိုတဲ့စကားမှာယောက်ျားနဲ့မိန်းမကြောင့်ဖြစ်ရတဲ့အမှုက90လောက်တော့ရှိမယ်ထင်တယ်အမေနဲ့သမီးပဲရန်ဖြစ်ဖြစ်ညီမချင်းပဲရန်ဖြစ်ဖြစ်ရောက်မနေပဲရန်ဖြစ်ဖြစ်ဖြစ်ရတဲ့အကြောင်းရင်းမှာယောက်ျားကိစ္စကတော့အနည်းနဲ့အများပါမှာပဲမှားတာမှန်တာအပထားယောက်ျားအခြေခံတဲ့ပြဿနာတွေများပါတယ်ဒီလိုပဲယောက်ျားချင်းရန်ဖြစ်ပြီးဆိုရင်လေမကိစ္စကတော့ပါတာပဲယောက်ျားမိန်းမဆိုတာဆက်နွယ်ပတ်သက်မှုမရှိရဲ့အမှုကတော်တော်နည်းပါတယ်လီလီခပန်းနိုင်တယောက်ကိုမေးကြည့်ရဲ့ဘာလို့အမှုကျွလွန်ရလဲလို့သူဖြေတာရှင်းလေးမိန်းမအောင်ကောင်းကောင်းထားခြင်းလို့ဘာပညာမှမတတ်တော့ကောင်းကောင်းမွန်မွန်လောက်ပြီးဝင်ငွေရအောင်မရှာတတ်လို့တဲ့အပေါ်ရကြည့်တော့ခပိုင်းနိုင်တာမှာယောက်ျားမိန်းမဆိုတာပတ်သက်စရာမရှိသလိုပဲဒီတော့ယောက်ျားနဲ့မိန်းမဆိုတာမပတ်သက်ချင်လို့မရအောင်ပတ်သက်ရပြီဟိတ်ဆိုရင်လေငါတူမများစိတ်နှောက်ယှက်မဖြစ်ရတဲ့နည်းနဲ့ကြည်ကြည်နုနုပျော်ပျော်ရွှင်ရွှင်ပတ်သက်ရလေအောင်အိုပြီးတွေးရနိုင်တဲ့အမှုတွေအကြောင်းကြိုပြီးသိထားရလေအောင်ပရိသတ်များရှင်အပြိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း3ရဲ့အပိုင်း4ကတော့ဒီလောက်ပါပဲရှင်ကြန့်ရှိနေတဲ့အပိုင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပြီးတော့အသစ်တွေတင်တိုင်းသိရှိနိုင်အောင်လည်းဘေးနားအတူတီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။